3 EDN ပရိသတ်တီအားလုံးပဲမင်္ဂလာပါရှင်ဒီဇင်လလေးရဲ့အစမှာတော့ဇော်ကြီးတယောက်ဖုံးဝင်ကော့တစ်ခုကိုလက်ခံရရှိပြီးတဲ့နောက်မှာတော့ပြန်တန်းနေတဲ့လေမော်ကနေဆင်းဖို့အတွက်နီလန်းရှာနေခဲ့ပါတယ်နောက်တော့ဇော်ကြီးကမင်းလဲကျအောင်ဆောင်ပြီးတော့လေငွေရက်တက်မှုအတွက်ကြိုးစားလိုက်ပါတယ်အဲ့နောက်လေမယ်တွေကတော့သူ့ကိုဆေးရုံပို့ဖို့အလုံးမှာဇော်ကြီးတယောက်ကပြန်လို့လာခဲ့ပြီးတော့တက်တာသွားဖြစ်ကြောင်းပြောကထွက်ပြေးလာလိုက်ပါတယ်အဲ့နောက်ဇော်ကြီးကတားငယ်ကိုဖုံးဆက်ပြီးတော့ငရဲဖုံးခေါ်လာတာကြောင့်အခုချက်ချင်းအိမ်ကထွက်ခဲ့ဖို့ပြောကဇွဲလာမှလို့ငရဲကပြောကြောင်းပြောလိုက်တော့တားငယ်တယောက်ကဘောက်မီတော်မစီးနိုင်မဲနဲ့ထွက်လာခဲ့လိုက်ပါတယ်သူတို့ကငရဲရှင်းနေရကိုကြောက်သွားခဲ့ပြီးတော့ငရဲကသူတို့ចောင်းသားဘွားကလောင်းထားတာအတွက်ပြန်လာတာလို့ပြောလိုက်ပါတယ်ငရဲကသူကအားလုံးထက်တာနေကြောင်းကိုပြပြနေပြီးမဲ့ဇော်ကြီးတို့ကတော့ဇွဲပါမလာတာကြောင့်ဇွဲကိုပဲမေးနေကြပါတယ်ဒါနဲ့ငရဲကဇွဲရှိတဲ့နေရာကိုလိမ့်စာရထားတယ်လို့ပြောလိုက်တော့အားလုံးကဇွဲကိုရှာဖို့အတွက်သွားကြပါတော့တယ်အားလုံးကဒီလောက်ထိတွေးကျင်နေခဲ့တဲ့ဇွဲကဘာတူလဲဘလို့လူမျိုးလဲဆိုတာကိုတော့ကျမနဲ့အတူတူစိတ်ကြည့်လိုက်ရအောင်ပါဇော်ကြီးကတော့သူ့ဖေရဲ့ဆန္ဒတိုင်အင်ဂျင်နီယာကျောင်းကိုရောက်လာခဲ့သူပါဇော်ကြီးရဲ့အခန်းပေါ်ကတော့အင်ဂျင်နီယာဖြစ်ပြီးတော့ဘာသာတရားကိုလိုက်စားပါတယ်ဇော်ကြီးတို့ကျောင်းဝင်လျှောက်တဲ့နေ့မှာပဲအားလုံးကဘောင်းမီတွေထုတ်ပြီးတော့စီနီယာကိုအလေးပြုရပါတယ်အဲ့ဒီချိန်မှာဇွဲကရောက်လာခဲ့ပြီးတော့စီနီယာကဇွဲကိုဘောင်းမီထုတ်ဖို့ပြောပေမဲ့ဇွဲကတော့မထုတ်ဖ ೇನೆ အခန်းထဲကိုဝင်ပြေးသွားခဲ့ပါတယ်အားလုံးရှိမှအဆက်ခွဲခံလိုက်ရတာကြောင့်စီနီယာကစိတ်တုန်နေပြီးတော့ဇွဲရဲ့အခန်းရှိကိုတင်းနဲ့ပန်းပြဖို့လုပ်ပါတယ်ဒါပေမဲ့တီတွင်းမှာအရန်တော်တဲ့ဇွဲကတော့စီနီယာရဲ့တခုတည်းသောပစ္စည်းကိုလျှက်စစ်နဲ့ချွတ်တိုက်ပေးလိုက်ပြီးတော့တတရရပဲအိတ်ဆက်လိုက်ပါတော့တယ်နောက်တစ်နေ့မှာတော့ကျောင်းရဲ့ပြတာဖြစ်တဲ့မူတူကကျောင်းဆရာကြီးကကျောင်းသားအစ်တွေကိုတွေးဖို့ခေါ်နေကြောင်းလာပြောလိုက်ပါတယ်ကျောင်းဆရာကြီးနာမည်ကတော့ဦးကျော်စောဖြစ်ပြီးတော့သူကအရန်ကိုတိကျပြီးတော့စစ်စနေကြီးတဲ့ဘိုးတော်ကြီးပါသူကသူ့ရဲ့အင်ဂျီတွေကိုအချိန်ကိုတက်တာအောင်လို့ကော်နဲ့ကတ်ထားတတ်ပြီးတော့နက်တိုင်ကိုလည်းဂျိတ်ပါတဲ့ဟာကိုပဲသုံးပါတယ်။ဒါပြင်စာရေးရင်အောင်မှာပဲလက်နှစ်ဖက်စလုံးကိုသုံးပြီးတော့ရေးပါသေးတယ်။အိမ်နောက်သူကចောင်းသားတွေကိုခေါ်ပြီးတော့သူ့ရဲ့မယုံနိုင်တဲ့ဩဝါဒကိုပြောခဲ့ပြီးတဲ့နောက်သူကသူ့ဆရာပေးထားတဲ့အာကာသထဲမှာသုံးလို့ရတဲ့ဘောပင်ကိုပြပြီးတော့ထိုက်တန်တဲ့သူရှိရင်လက်ဆင့်ကမ်းမိမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ဒါပေမဲ့ရောက်ရှိရင်စောင့်နေထွင်းဆိုသလိုပါပဲဇွဲကတော့ဥကျော်စောကိုအာကာသထဲမှာရေးဖို့ဘောပင်ကိုဈေးကြီးခံပြီးတော့ထုတ်လို့ရတယ်ဆိုရင်ဘာလို့ခဲတံကိုမသုံးတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။အကြိမ်ရိတ်သွားခဲ့တဲ့ဥကျော်စောကတော့ဇွဲကိုနောက်မှပြန်ပြောမယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ဇွဲရဲ့အကြောင်းကိုတည်သွားတဲ့မူတူကတော့ဇွဲကိုသဘောကျနေခဲ့ပါတယ်။ဒါပေမဲ့ဇွဲရဲ့အတွေးခေါ်တွေကအလုံးနဲ့မတူဘဲနဲ့ကွဲပြားနေခဲ့တာကြောင့်ဆရာတွေကသဘောမကျပါဘူး။ဥပမာမိကွန်းတစ်ခုကိုဖြေရင်တော့မှဇွဲရဲ့အဖြေကလက်တွေ့ဆန်နေပြီးတော့စာအုပ်ထဲကအတိုင်းဖြစ်နေတာမို့ဆရာကဇွဲကိုအခန်းထဲကနေပြီးတော့ထွက်သွားဖို့မောင်းထုတ်ကြပါတယ်။ဒါပေမဲ့ဇွဲကတော့စိတ်မပြတ်ပါဘူး။တခန်းကမောင်းထုတ်ရင်တခြားတစ်ခန်းမှာသွားထိုင်ပြီးတော့ရတဲ့စာကိုတင်ခဲ့ပါတယ်။တင်မှာတော့ဘိုးဘိုးဆိုတဲ့ចောင်းသားလေးကဥကျော်စောကိုစကားလာပြောခဲ့ပါတယ်။ဘိုးဘိုးကသူ့ဖေကသူ့ပွဲရမယ့်အချိန်လိုက်လာမှကြောင့်ယထာလက်မှတ်ဖြတ်ချင်လို့အချိန်ကိုအတိအကျသိကျင်ကြောင်းကိုမေးခဲ့ပါတယ်။ဒါပေမဲ့ဥကျော်စောကတော့ဘိုးဘိုးရဲ့အဖေကိုဘိုးဘိုးကဒီနေ့ပွဲမရနိုင်ကြောင်းနဲ့အကျိုးမရှိဘဲနဲ့မပြန်တန်းနိုင်တဲ့ဟယ်လီကော်ပတာနဲ့ပဲအချိန်ကုန်နေရလို့ပြောလိုက်ပါတယ်။စိတ်ထဲကျသွားတဲ့ဘိုးဘိုးကတော့ဟယ်လီကော်ပတာကိုပစ်လိုက်ပြီးတော့ထွက်သွားခဲ့ပါတယ်။ဒါကိုမင်းနဲ့ဇွဲကတော့ဟယ်လီကော်ပတာကိုယူပြီးဒါကိုပြန်တန်းနိုင်အောင်လုပ်ပြီးတော့ဘိုးဘိုးကို surprise တိုက်ဖို့လုပ်ခဲ့ပါတယ်။အိမ်နောက်ဇွဲကလေရင်ကိုပြန်တန်းနိုင်အောင်လုပ်ပြီးတော့ဘိုးဘိုးကို surprise တိုက်လိုက်ပါတယ်။ဒါပေမဲ့ဘိုးဘိုးကတော့စိတ်ထက်ကြပြီးတော့တက်တည်သွားခဲ့ပါပြီ။နောက်တနေ့အเจ้าမှာဇွဲကကျောင်းရဲ့စာတင်မှုနဲ့ပတ်သက်ပြီးတော့ဥကျော်စောကိုအကြံပြုပါတယ်။ဒါပေမဲ့ငါတို့တာမအမှန်လို့ထင်နေတဲ့ဥကျော်စောကတော့ဇွဲကိုအားလုံးရှိမှခေါ်သွားပြီးတော့မင်းပိုတိုင်ရင်ဒီကျောင်းသားတွေကိုစာတင်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဇွဲကစာလုံးတချို့ကိုရှင်းပြပြီးတော့အထိပ္ပယ်ဖော်ခိုင်းလိုက်ပါတယ်။စာအုပ်တွေကိုအသေးတန်လိုက်ရှာပြီးဘယ်သူမှမသိတာကြောင့်ဇွဲကဒါကသူ့တငယ်ချင်းတွေအနာမည်ဖြစ်ကြောင်းနဲ့ဘယ်သူမှဒါကိုစူးစမ်းဖို့တွေးတောဖို့မစင်စားခဲ့ကြဘူးလို့ပြောပြခဲ့ပါတယ်။စာတင်မဲ့ဆိုရင်စာအုပ်ထဲကအတိုင်းပဲနှုတ်တိုက်ကျက်နေတာကအင်ဂျင်နီယာပညာရပ်မဟုတ်ဘူးလို့လည်းပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ဘိုးတော်ကလည်းလူကြားထဲမှာအဆက်ခွဲခံလိုက်ရတာကြောင့်ဒေါသတွေထွက်ပြီးတော့ဇော်ကြီးနဲ့တားငယ်တို့ရဲ့အိမ်ကိုဇွဲနဲ့ပေါင်းပြီးတော့ပျက်စီးနေကြောင်းတိုင်စာပို့လိုက်ပါတယ်။ဒါကြောင့်ဇော်ကြီးနဲ့တားငယ်ရဲ့အိမ်ကလူတွေကဇွဲတို့ကိုခေါ်ပြီးတော့ဇွဲကိုသူတို့သားရဲ့အနာဂတ်ကိုမဖြစ်စီးဖို့တဝမ်းပြောကြပါတယ်။အိမ်နောက်ဇွဲတို့ကပြန်လာကြပြီးဗိုက်ဆာနေကြတာကြောင့်လမ်းမတွေ့တဲ့မင်္ဂလာဆောင်တစ်ခုကိုဝင်ပြီးတော့ထမင်းစားခဲ့ကြပါတယ်။အဲဒီမှာဇွဲကနိုင်အစုပ်ကိုဝတ်ထားလို့လက်တွဲဖော်ကပြဿနာရှာတာကိုခံနေရတဲ့လာမင်းကိုတွေးခဲ့ပြီးတော့လာမင်းကိုအကြံတစ်ခုသွားပေးလိုက်ပါတယ်။အဲ့ဒါကတော့လာမင်းရဲ့ဆေးသက်ထားတဲ့သူကဇင်းတို့ကပ်ပြတစ်ခုလိုမျိုးဈေးတွေတွေ့တက်တာကြောင့်မယူဖို့အတွက်သွားပြောလိုက်ပါတယ်။တကယ်တော့လာမင်းကဥကျော်စောရဲ့သမီးပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာသူတို့ကဥကျော်စောကိုတွေ့သွားပြီးနှိထုတ်လိုက်ကနောက်တနေ့မှာတော့ဇော်ကြီးနဲ့တားငယ်ကိုဥကျော်စောကခေါ်တွေ့ခဲ့ပါတယ်။အဲဒီနောက်ဇော်ကြီးနဲ့တားငယ်ကိုဇွဲနဲ့အတူနေဆောင်းပွဲရှုံးလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်နောက်တနေ့မှာဇော်ကြီးကဇွဲနဲ့တူဆက်နေပေမဲ့တားငယ်ကတော့ငရဲရဲ့အခန်းကိုပြောင်းသွားခဲ့ပါတယ်။ဒါပေမဲ့ငရဲကတားငယ်ကိုအချိန်ပြည့်အနုနည်းနဲ့နှိမ့်ဆက်ပါတယ်။ငရဲကတော့စာကိုအရင်စူးစမ်းပြီးတော့သူများတွေကိုတော့စာမလုံးနိုင်အောင်လို့ကြောက်ကြတတ်ပါတယ်။ဒါကြောင့်ဇွဲကငရဲကိုပညာပေးဖို့လုပ်ပါတော့တယ်။အဲ့ဒါကတော့ကျောင်းပွဲမှာငရဲပြောမဲ့စကားတွေကိုပြောင်းထားပေးလိုက်တာပါ။အလို့ကျက်တာကိုဝါသနာပါတဲ့ငရဲကတော့ပွဲမှာသူ့လို့ကျက်လာတာတွေကိုပြောခဲ့တော့အားလုံးကတလွဲဖြစ်ပြီးတော့ကြောက်ခရကပါစိတ်ဆိုးသွားခဲ့ပါတယ်။အကြက်ခံလိုက်ရတဲ့ငရဲကညဘက်ဇွဲတို့ကိုလာတွေ့ပြီးတော့နောက်10နှစ်နေရင်ဘသူကပိုတာမလဲဆိုတာကိုလောင်းခဲ့ပါတယ်။တင်းမှာတော့လာမင်းကသူစစ်သက်ထားတဲ့သူနဲ့ဈေးဝယ်ထွက်နေခဲ့ပြီးလာမင်းကိုနိုင်ဝယ်ပေးခဲ့ပါတယ်။လာမင်းကဇွဲကိုမြင်လိုက်ရတာကြောင့်ခဏလိုက်သွားပြီးတော့ဟောပြောဘက်ကဖြစ်ရတဲ့ဇွဲကိုရှမ်းတွေ့ခဲ့ပါတယ်။ဇွဲကတော့သူဘာလို့လုံးဝလဲဆိုတာကိုပြန်ရှင်းပြပြီးတော့လာမင်းကိုသူမရဲ့လက်တွဲပေါ်ကသူမကိုမချစ်တောင်းနဲ့သူမရဲ့ခုံပုတ်ကိုပဲချစ်တာလို့ထပ်ပြောပါတယ်။ပြီးတော့လာမင်းရဲ့နိုင်ကိုခဏဖွက်ထားပြီးတော့ထပ်ပြီးတော့တည်ပြလိုက်ပါတယ်။လာမင်းလည်းအဲ့ဒီခါမှာသဘောပေါက်သွားပြီးတော့စိတ်ဆိုးသွားခဲ့ပါတယ်။အဲ့ဒီနောက်ဇွဲကလာမင်းကိုလိုက်ပြီးတော့ဖြောင်းဖြောင်းတဲ့ချိန်မှာတားငယ်ရဲ့အဖေနေမကောင်းဘူးဆိုတဲ့အကြောင်းဖုံးဝင်လာခဲ့ပါတယ်။ဇွဲကလည်းစိတ်တောင်းသူဖြစ်တဲ့လာမင်းကိုကူညီတောင်းပြီးတော့လာမင်းရဲ့ဆိုင်ကနဲ့တားငယ်စီကိုလိုက်တော့ပါတယ်။ချက်ချင်းဆေးရုံကိုပို့မှရမှာကြောင့်ဇွဲကလာမင်းရဲ့ဆိုင်နဲ့ဆေးရုံကိုပို့ပေးလိုက်ပါတယ်။တားငယ်ရောက်လာချိန်မှာတော့အားလုံးကအဆင်ပြေနေမှုတားငယ်ကဇွဲကိုကျေးဇူးတင်ပြီးတော့အားလုံးဆေးရုံမှာပဲစောင့်ဝေးကြပါတယ်။လာမင်းကတော့ဇွဲကိုသဘောကျသွားပြီးတော့နေရာတိုင်းမှာဇွဲကိုပဲမြင်အောင်နေမိပါတော့တယ်။
နောက်တနေ့မနေ့မှာတော့လာမင်းကဆွဲတို့ကိုလာနှုတ်ပြီးတော့ဆောင်းဝဲဖြေခိုင်းလိုက်ပါတယ်အဲ့ဒီနောက်ဆောင်းဝင်ဖြေကြပြီးဆရာကသူတို့ကနောက်ကျနေတာကြောင့်ဖြေလွှာတွေကိုလက်မခံနိုင်မှုသူတို့ကဖြေလွှာအလုံးကိုရွှေ့ပြီးတော့ထွက်ပြေးကြပါတော့တယ်အောင်စင်ထွက်လာချိန်မှာတော့သူတို့၃ယောက်ဆုံးကအောင်ခဲကြပါတယ်ဆွဲရှိတို့ကဆွဲရှိအောင်ရောက်လာကြပြီးမဲ့ဆွဲကိုမတွေးကြပါဘူးဒါကြောင့်စုံစမ်းလိုက်တဲ့အခါမှာတော့တကယ်တော့ဆွဲကစာကိုလူစားထိုးဝင်ဖြေပေးခဲ့တာဖြစ်ကြောင်းသိသွားပြီးတော့ဆွဲရဲ့တကယ်နေရာလိပ်စာကိုကြားခဲ့ပါတယ်အိမ်နောက်ဆွဲကြီးကသူတို့ကျောင်းတုံးကအဖြစ်အပျက်တွေကိုပါသတိရသွားခဲ့ပါတယ်သူတို့နောက်ဆုံးနေ့အချိန်မှာတော့ဆွဲကဥကျော်စောရဲ့အိမ်ကိုညဘက်သွားပြီးတော့လာမင်းကိုချေးရေးဆိုလိုက်ပါတယ်အဲ့ဒီနောက်ဥကျော်စောရဲ့အိမ်ရှိတကားကိုတင်းနဲ့ပန်ပြီးတော့ထွက်ပြေးကြပါတယ်ဒါပေမဲ့မီးအောင်မှာဖျက်ကလေးမြင်လိုက်ရတဲ့မျက်နှာကြောင့်ဥကျော်စောကတားငယ်ကိုမှတ်မိသွားပါပြီဒါကြောင့်နောက်နေ့မှာတော့ဥကျော်စောကတားငယ်ကိုခေါ်ကကျောင်းထုံးစာရေးခိုင်းပြီးတော့တားငယ်ရဲ့နာမည်ကိုထည့်ခိုင်းလိုက်ပါတယ်မဟုတ်ရင်ဇွဲရဲ့နာမည်ကိုထည့်ခိုင်းတာကြောင့်စိတ်ညစ်နေတဲ့တားငယ်ကတက်သေးဝဲဆုံးဖြတ်လိုက်ပါတယ်။စိတ်ငိုရောက်တဲ့အခါမှာတော့တားငယ်ကအသက်ရှင်ပေမဲ့လည်းကိုမဝင်သွားခဲ့ပါပြီ။ဒါကြောင့်လာမင်းကတားငယ်ကိုစိတ်ဓာတ်တကြလာမဲ့စကားတွေကိုပြောပြဖို့မှာခဲ့ပါတယ်။ဇွဲတို့လည်းတားငယ်ကိုအမျိုးမျိုးလုပ်ပြီးတော့ပြန်ကောင်းလာဖို့အတွက်စူးစမ်းခဲ့ကြပြီးတော့အဲ့ဒီနောက်တားငယ်ပြန်လို့လာခဲ့လို့အားလုံးကလည်းပြောသွားခဲ့ကြပါတယ်။ပြီးတော့ဇော်ကြီးကသူဖြစ်ချင်တဲ့ဓာတ်ပုံဆရာဖြစ်ခွင့်ရဖို့အတွက်သူ့ဖေကိုပြောနိုင်ခဲ့ပြီးတော့တားငယ်ကလည်းအလုပ်တစ်ခုချသွားခဲ့ပါတယ်။ဒါတွေကိုတီးသွားတဲ့ဥကျော်စောကတော့မခံမရနိုင်ဖြစ်ပြီးတော့မိကုန်းကိုညှစ်ဖို့လုပ်ထားကြောင့်လာမင်းကတော့ကိုခိုးပြီးတော့ဇွဲကိုပေးလိုက်ပါတယ်။အဲ့နောက်ဇော်ကြီးကလာမင်းကိုစတိရသွားပြီးတော့ဇွဲစီကိုလိုက်ဖို့အတွက်ဝင်ခေါ်ကြပါတယ်။ဒါပေမဲ့လာမင်းကမင်္ဂလာဆောင်မှုလုပ်နေတာကြောင့်စော်ကြီးနဲ့တားငယ်ကမင်္ဂလာဆောင်တဲ့ကိုရှုပ်ဖြတ်ဝင်ကလာမင်းကိုခေါ်ထုတ်လာလိုက်ပါတယ်။လာမင်းကလည်းဇွဲကိုချစ်နေစေတာကြောင့်စော်ကြီးနဲ့အတူဇွဲနောက်ကိုလိုက်လာခဲ့ပါတယ်။ဇွဲတို့ကလာမင်းစီကနေတောကိုရှာတဲ့အခါမှာတော့မိကုန်းကိုတားငယ်အတွက်တောက်ခုတ်ပေးခဲ့ကြပါတယ်။ဒါပေမဲ့ဥကျော်စောကတီးသွားပြီးတော့ဇွဲတို့ကိုညာရင်ချင်းကျောင်းကနေထွက်သွားဖို့ပြောလိုက်ပါတယ်။လာမင်းကဥကျော်စောကိုတောကိုတူပေးလိုက်ကြောင်းနဲ့သူမအကိုတို့ကလည်းအခုလိုပေးလိုက်ရင်သူမအကိုကတိတ်ခဲ့မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။သူမရဲ့အမေကမပြောဖို့တားပေမဲ့လာမင်းကတော့အကိုကစာရေးဆရာဖြစ်ချင်ပြီးတော့အင်ဂျင်နီယာဖြစ်မလာချင်တာကြောင့်စိတ်ဖိအားတွေခံရလို့တက်တည်သွားကြောင်းကိုပြပြလိုက်တော့ဥကျော်စောလည်းစိတ်ထိခိုက်သွားပြီးတော့လာမင်းကတော့အိမ်ကနေထွက်သွားခဲ့ပါတယ်။အဲ့ဒီညမှာတော့တမျိုးလုံးရေကြီးခဲ့ပြီးတော့လမ်းတွေကပိတ်နေခဲ့ပါတယ်။ရုတ်တရက်လာမင်းရဲ့အမကဘိုင်းနာလာပြီးတော့ကလေးမွေးကျင်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းတွေကပိတ်နေပြီးတော့သွားလို့မရဖြစ်နေတာကြောင့်အခက်အခဲဖြစ်နေရပါတော့တယ်။ဒါကိုမြင်လိုက်တဲ့ဇွဲတို့ကတော့လာမင်းရဲ့အမကိုကူညီဖို့ကြိုးစားပါတယ်။လာမင်းကလည်းဖုန်းဆက်ပြီးတော့ကလေးကိုဇွဲတို့ကိုမွေးပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ကလေးကမမွေးနိုင်ဖြစ်နေတဲ့အတွက်လာမင်းကကလေးကိုစုပ်ခွင့်နဲ့ဆွဲထုတ်မှရမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဇွဲကဖုန်းဆုပ်စစ်နဲ့ကလေးကိုမွေးဖို့ပြောလိုက်ပါတယ်။အရှိထဲမှာမိကထပြီးတော့ပြက်နေတာကြောင့်တားငယ်ကတဆောင်လုံးကိုလိုက်နှုတ်ပြီးတော့ရစမြလျှက်စစ်ပစ္စည်းတွေစုခိုင်းကမိထုံးမှုကြိုးစားကြပါတယ်။နောက်တော့မိရလာပြီးတော့ဖုန်းဆုပ်စစ်ကိုတုံးကကလေးကိုအပြင်ကိုဆွဲထုတ်လိုက်ပါတယ်။ဦးကျော်စောကတော့မယုံနိုင်စရာအဖြစ်အပျက်တွေကြောင့်သတိလစ်နေခဲ့ပါပြီ။ကလေးမွေးပြီးတော့အားလုံးကစိတ်ချမ်းသာသွားပြီမဲ့ကလေးကအတန်ထွက်မလာတာကြောင့်စိုးရိမ်သွားပြီးတော့လာမင်းကလည်းကလေးအသက်မရှင်ဘူးလို့ထင်သွားခဲ့ပါတယ်။ဝမ်းနဲ့နေတဲ့လာမင်းအမကိုတားငယ်ကဇွဲရဲ့လက်သုံးစကားဖြစ်တဲ့အားလုံးအဆင်ပြေသွားမှာပါလို့ပြောခဲ့ပါတယ်။အဲ့ဒီချိန်မှာရုတ်တရက်ကလေးကဇွဲရဲ့မျက်နှာကိုကန်လိုက်ပြီးတော့ငိုတန်းထွက်လာခဲ့ပါတယ်။အဲ့နောက်ဥကျော်စောကဇွဲကိုသူ့ရဲ့ဘောပင်ကိုပေးလိုက်ပြီးတော့ကျောင်းဆက်တဲ့ဖို့အတွက်ခွင့်ပြုလိုက်ပါတယ်။ပွဲရပြီးတဲ့နောက်မှာတော့ဇွဲကထွက်သွားပြီးတော့ထပ်မတွေ့ရတော့ပါဘူး။အခုလက်ရှိအချိန်မှာတော့ဇော်ကြီးတို့ကလိပ်စာတိုင်လိုက်လာတော့သိပ္ပံပစ္စည်းတွေတီထွင်ထားတဲ့ထူဆန်းတဲ့စစ်ပစ္စည်းတွေဖြစ်နေတဲ့အကြောင်းကိုတွေ့ရပါတယ်။အဲ့နောက်ကောင်းလေးတယောက်နဲ့တွေ့ပြီးတော့ကောင်းလေးကသူတို့နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုပြလိုက်ပါတယ်။အဲ့နောက်ကောင်းလေးကသူကမူတူးဖြစ်ကြောင်းကိုရှင်းပြပြီးတော့ဇွဲရှင်နေရာကိုပို့ပေးပါတယ်။လာနဲ့လာမင်းကဇွဲစီကိုသွားပြီးတော့ရှန်တွေးလိုက်ပြီးဇော်ကြီးတို့ကလည်းဖုန်းလေးတောင်တစ်ချက်ဆက်ဖို့မရတဲ့ဇွဲကိုဝိုင်းပြီးတော့တမကြပါတော့တယ်။အိမ်နောက်ငရဲကရှောက်လာပြီးတော့ဇွဲကိုကျောင်းဆရာလို့ထင်ပြီးသူ့ရဲ့အောင်မြင်မှုတွေကိုပြောကရှုံးတာကိုဝန်ခံကြောင်းလက်မှတ်ထိုးခိုင်းပြီးတော့သူကအတော်ဆုံးသိပ္ပံဆရာနဲ့စာချုပ်ချုပ်မှလို့ပြောပြီးတော့ထွက်သွားပါတယ်။ဒါပေမဲ့ငရဲပြောတဲ့သိပ္ပံဆရာဆိုတာကဇွဲဖြစ်နေတာကြောင့်ငရဲလည်းဇွဲကိုပြန်ပြီးတော့တောင်းပန်လိုက်ပါတယ်။အိမ်နောက်ဇွဲလည်းတငယ်ချင်းတွေနဲ့ပြန်တွေ့ပြီးတော့ဇန်လာလီကလည်းပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်ဒီဇက်ကားလေးကနေပြီးတော့လူဆိုတာကိုယ့်ရဲ့ဝါသနာကိုကိုလုပ်တာကပိုအောင်မြင်ရပြီးတော့မိဘတွေအနေနဲ့တာသမီတွေကိုကိုဖြစ်စင်တဲ့ပုံစံခွက်ထက်ကိုမသွင်းမနဲ့ကလေးတွေရဲ့ဝါသနာအတိုင်းလုပ်ခွင့်ပေးလိုက်ဖို့အတွက်အကြံပြုလိုက်ပါရစေ။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။